ရှင်နေလဲဖြစ်နေရဖြစ်တဲ့အတွက်ကြောင့်ညီမဘသူ့မှလည်းအတိမပေးဘူးအဲ့ကိစ္စကိုအိမ်ရလူတွေနဲ့ပဲအတိုင်ပင်ပြီးတော့ဒီ pray for မြန်မာလည်းဝေးပါဘူး we want democracy ဘာကြောင့်လဲလုပ်လို့ရတယ်ဒါပေမဲ့အခုသူများရဲ့စိတ်ကိုတိတ်ပြီးတော့တိတ်ချတိမှာမဟုတ်ဘူးလေကိုကမြန်မာဆိုတော့ pray for မြန်မာဆိုရင်စာဖတ်လိုက်တာနဲ့ဒါတကယ်ဘာလုံးအသိတော့မှာပေါ့နော်အခုလိုမျိုးပြီးတော့စင်ပေါ်ရောက်သွားတဲ့အချိန်မှာလည်းခန်းစားချက်ကအစတော့ရအောင်လုပ်မယ်ပေါ့ဒါပေမဲ့စင်ပေါ်ရောက်သွားတဲ့အချိန်မှာအားလုံးရဲ့အားပေးမှုအတန်အနေနဲ့ပြီးတော့ကိုကအဲ့ဒီစာကိုမြှောက်လိုက်တဲ့အချိန်မှာစိတ်ထဲမှာတကယ်စိတ်မကောင်းအရင်ဝမ်းနေတယ်ငိုလဲငိုချင်တယ်ပေါ့နော်တကယ်မြန်မာနိုင်ငံမှာဆန္ဒပြခဲ့တော့အချိန်ကြီးပြရောက်ပါတယ်အဲ့အချိန်တော့ဆိုပြည်သူတွေအကုန်လုံးကဒီပေါ့နော်အသက်တွေလည်းပေးထားတယ်လည်းအများကြီးဖန်ခံရတယ်လည်းအများကြီးအဲ့အချိန်မှာကိုလည်းတကယ်ငိုချင်သွားရဲ့အဲ့အချိန်ကိုအဲ့ထောင်လိုက်တဲ့အချိန်မှာအောက်ကဆင်ပြိတ္တတွေအကုန်လုံးကလည်းအရန်အားပေးကြတယ်မြန်မာနိုင်ငံအကြောင်းလည်းသိညာဖြစ်တဲ့အတွက်ကြောင့်ညီမအရန်အားပေးကြတယ်အဲ့လောက်အားပေးမယ်တော့မထင်ထားဘူးပေါ့နော်စင်ပေါ်မှာဒါနိုင်ငံရေးဖြစ်သွားပြီပေါ့နော် pray for မြန်မာဆိုတာ organization ကအတိမပေးလိုက်ဘူးဆက်ပြောမှာပဲဒါပေမဲ့ပြောတော့သူတို့ပြောရင်ခုဆိုရင်မလုပ်ရဘဲနေအောင်မယ်နော်မပြောဘဲနဲ့ကိုယ့်ဘာကိုတက်သွားပြီးတော့ကိုယ့်ဘာကိုလုပ်လိုက်တာဒါပေမဲ့သူတို့တွေအကုန်လုံးကလည်းအရန် appreciate လုပ်တယ်အရန်ကောင်းတယ်ပေါ့နော်သူတို့တွေကလူသားချင်းစာနာမှုရှိရဲ့ဒီနိုင်ငံဖြစ်နေတဲ့အတွက်ကြောင့်သူတို့တွေကတော့ဘာမှမဖြစ်ဘူးညီမအရင် appreciate လုပ်ကြတယ်ပြီးတော့ဒီချင်းဝတ်ဆောင်ကိုလည်းသူတို့တခါမှမမြင်ဘူးကြတော့အကုန်လုံးပိတ်စာအစာကိုထိုးထားတဲ့ဟာလေးတွေအဆုံးသူတို့ကြည့်ပြီးအရင်သဘောကျကြအရင်လှရတယ်ပြောကြတယ်အစားတော့နဲ့အားငယ်နေရပါတော့ဒါပေမဲ့အကုန်လုံးကအရင်သဘောကျကြတယ်အခုဆိုလည်းအရင်အောင်မြင်မှုရသွားတယ်အတွက်အရင်ကျေးဇူးတင်ပါတယ်လို့ပြီးတော့အခုလိုမျိုးညီမဆိုရင်ပေါ့နော်အခက်ခဲအများကြီးကြောဖြတ်ပြီးတော့ဒီလိုလာခဲ့ရတယ်ကိုယ့်ရဲ့အသက်အန္တရာယ်လည်းရှိအောင်ကြောဖြတ်ပြီးတော့လာခဲ့ရတယ်ပြီးတော့အခုလိုမျိုးအောင်မြင်မှုရလာရဲပေါ့နော်အခက်ခဲအများကြီးကြောဖြတ်ရတယ်အဲ့တော့ကိုယ့်ဘဝမှာဘလောက်ပဲအခက်ခဲကြောဖြတ်ရကြာရှုံးသွားပြီလို့မထင်စေချင်ဘူးအခက်ခဲတွေကနေမှတစ်စင်အောင်မြင်မှုရတာပေါ့နော်အဲ့ကြောင့်အခက်ခဲတွေကြုံလာရင်အဲ့အခက်ခဲတွေကိုစိတ်ဒုက္ခရောက်မခံဘဲနဲ့ depression မဖြစ်ဘဲနဲ့အဲ့ဒါအခက်ခဲတွေကိုကြော်သွားပြီးတော့မှကိုကအောင်မြင်မှုရမယ်ဆိုတာစိတ်ထဲမှာမှတ်လို့ပြပါလို့ဘလို့အခက်ခဲပဲရှိပါစေအကောင်းဆုံးကြော်ဖြတ်နိုင်အောင်ကြိုးစားပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်နေလဲဖြစ်နေရဖြစ်တဲ့အတွက်ကြောင့်ညီမဘသူ့မှလည်းအတိမပေးဘူးအဲ့ကိစ္စကိုအိမ်ရလူတွေနဲ့ပဲအတိုင်ပင်ပြီးတော့ဒီ pray for မြန်မာလည်းဝေးပါဘူး we want democracy ဘာကြောင့်လဲလုပ်လို့ရတယ်ဒါပေမဲ့အခုသူများရဲ့စိတ်ကိုတိတ်ပြီးတော့တိတ်ချတိမှာမဟုတ်ဘူးလေကိုကမြန်မာဆိုတော့ pray for မြန်မာဆိုရင်စာဖတ်လိုက်တာနဲ့ဒါတကယ်ဘာလုံးအသိတော့မှာပေါ့နော်အခုလိုမျိုးပြီးတော့စင်ပေါ်ရောက်သွားတဲ့အချိန်မှာလည်းခန်းစားချက်ကအစတော့ရအောင်လုပ်မယ်ပေါ့ဒါပေမဲ့စင်ပေါ်ရောက်သွားတဲ့အချိန်မှာအားလုံးရဲ့အားပေးမှုအတန်အနေနဲ့ပြီးတော့ကိုကအဲ့ဒီစာကိုမြှောက်လိုက်တဲ့အချိန်မှာစိတ်ထဲမှာတကယ်စိတ်မကောင်းအရင်ဝမ်းနေတယ်ငိုလဲငိုချင်တယ်ပေါ့နော်တကယ်မြန်မာနိုင်ငံမှာဆန္ဒပြခဲ့တော့အချိန်ကြီးပြရောက်ပါတယ်အဲ့အချိန်တော့ဆိုပြည်သူတွေအကုန်လုံးကဒီပေါ့နော်အသက်တွေလည်းပေးထားတယ်လည်းအများကြီးဖန်ခံရတယ်လည်းအများကြီးအဲ့အချိန်မှာကိုလည်းတကယ်ငိုချင်သွားရဲ့အဲ့အချိန်ကိုအဲ့ထောင်လိုက်တဲ့အချိန်မှာအောက်ကဆင်ပြိတ္တတွေအကုန်လုံးကလည်းအရန်အားပေးကြတယ်မြန်မာနိုင်ငံအကြောင်းလည်းသိညာဖြစ်တဲ့အတွက်ကြောင့်ညီမအရန်အားပေးကြတယ်အဲ့လောက်အားပေးမယ်တော့မထင်ထားဘူးပေါ့နော်စင်ပေါ်မှာဒါနိုင်ငံရေးဖြစ်သွားပြီပေါ့နော် pray for မြန်မာဆိုတာ organization ကအတိမပေးလိုက်ဘူးဆက်ပြောမှာပဲဒါပေမဲ့ပြောတော့သူတို့ပြောရင်ခုဆိုရင်မလုပ်ရဘဲနေအောင်မယ်နော်မပြောဘဲနဲ့ကိုယ့်ဘာကိုတက်သွားပြီးတော့ကိုယ့်ဘာကိုလုပ်လိုက်တာဒါပေမဲ့သူတို့တွေအကုန်လုံးကလည်းအရန် appreciate လုပ်တယ်အရန်ကောင်းတယ်ပေါ့နော်သူတို့တွေကလူသားချင်းစာနာမှုရှိရဲ့ဒီနိုင်ငံဖြစ်နေတဲ့အတွက်ကြောင့်သူတို့တွေကတော့ဘာမှမဖြစ်ဘူးညီမအရင် appreciate လုပ်ကြတယ်ပြီးတော့ဒီချင်းဝတ်ဆောင်ကိုလည်းသူတို့တခါမှမမြင်ဘူးကြတော့အကုန်လုံးပိတ်စာအစာကိုထိုးထားတဲ့ဟာလေးတွေအဆုံးသူတို့ကြည့်ပြီးအရင်သဘောကျကြအရင်လှရတယ်ပြောကြတယ်အစားတော့နဲ့အားငယ်နေရပါတော့ဒါပေမဲ့အကုန်လုံးကအရင်သဘောကျကြတယ်အခုဆိုလည်းအရင်အောင်မြင်မှုရသွားတဲ့အတွက်အရင်ကျေးဇူးတင်ပါတယ်လို့ပြီးတော့အခုလိုမျိုးညီမဆိုရင်ပေါ့နော်အခက်ခဲအများကြီးကြောဖြတ်ပြီးတော့ဒီလိုလာခဲ့ရတယ်ကိုယ့်ရဲ့အသက်အန္တရာယ်လည်းရှိအောင်ကြောဖြတ်ပြီးတော့လာခဲ့ရတယ်ပြီးတော့အခုလိုမျိုးအောင်မြင်မှုရလာရဲပေါ့နော်အခက်ခဲအများကြီးကြောဖြတ်ရတယ်အဲ့တော့ကိုယ့်ဘဝမှာဘလောက်ပဲအခက်ခဲကြောဖြတ်ရကြာရှုံးသွားပြီလို့မထင်စေချင်ဘူးအခက်ခဲတွေကနေမှတစ်စင်အောင်မြင်မှုရတာပေါ့နော်အဲ့ကြောင့်အခက်ခဲတွေကြုံလာရင်အဲ့အခက်ခဲတွေကိုကစိတ်ဒုက္ခရောက်မခံဘဲနဲ့
depression မဖြစ်ပဲနဲ့အဲ့ဒါအခက်အခဲတွေကိုကြော်လွှားပြီးတော့မှကိုကအောင်မြင်မှုရမယ်ဆိုတာစိတ်ထဲမှာမှတ်လို့ပြပါလို့ဘလို့အခက်အခဲပဲရှိပါစေအကောင်းဆုံးကြော်ဖြတ်နိုင်အောင်ကြိုးစားပါလို့ပြောချင်ပါတယ်